ရတဲ့တိအောင်မတိကြတဲ့သူတွေကခမများပါဒါဆိုရှင်နိုဘီကဘာရဲ့ဖျားသခင်လို့လူတစ်ယောက်အကြောင်းဒီနေ့ပြပြပါမယ်သူကတော့အခြားသူမဟုတ်ပါဘူးရှင်နိုဘီလောကရဲ့ဖန်ဆင်းရှင်လို့တင်စားရမယ်ဟာဂရိုမိုအဆူဆူကီပါပဲဒီဗီဒီယိုမှာကျွန်တော်ကဟာဂရိုမိုရဲ့အစွမ်းဤဟာဘာလို့ဘိုးတို့ခစ်ကရှင်ကျစ်စုတွေနဲ့ရှင်နိုင်တဲ့အခြေအနေဖြစ်နေရတာလဲသူဟာဘယ်လောက်ထိကျန်းတဲ့ scale မှာရှိနေရလဲဆိုတာတွေကိုအချက်လက်နဲ့တကွာတေချာရှင်းပြပြီးတော့မှာပါ Naruto verse မှာကျွန်တော်တို့သိထားတဲ့ရှင်နိုဘီတွေအားလုံးရဲ့အစဒနာယူရီရဲ့အစကဘာတူလဲလို့မြင်ဂျစ်စုတွေ chakra system တွေနဲ့အခုလက်ရှိကဘာကြီးရဲ့ foundation ကိုချပေးခဲ့တဲ့ဟာဂရိုမိုအိုဆူဆူကီလိုပဲပြောရပါမယ်ဖီလာအက်နေနဲ့စတင်မိတ်ဆက်ခဲ့တဲ့သူ့ရဲ့ဇလန်းကိုအချို့ကဒဏ္ဍာရီလို့ထင်ကြပေမဲ့သူကတကယ်တော့ရှင်နိုဘီလောကကြီးရဲ့ Jesus လို့တော့မှတင်စားလို့ရတဲ့ကယ်တင်ရှင်ပါဘိုးတို့ခေတ်မှာနဖျားစင်ကာရီတာတွေဘလောက်ပဲပေါ့ပေါ့ဟာဂရိုမိုရဲ့တည်ရှိမှုကတော့အမြဲ level တစ်ခုမှရှိနေပါ යි အဲ့လိုပြောရတာကလေသူက Divine Fruit ကိုစားထားတဲ့အိုဆူဆူကီကိုချစ်ပိတ်နိုင်ခဲ့တဲ့ဆိုတဲ့အကြောင်းပြချက်အပြင်တန်တေးကိုပါအနိုင်နိုင်ခဲ့တဲ့လူသားတစ်ဝက်နဖျားတစ်ဝက်အိုဆူဆူကီ hybrid ဖြစ်နေလို့ပေါ့ The Primordial Battle Instant Vessel Love ဟာဂရိုမိုရဲ့စွမ်းအားအစစ်မှန်ကိုသိချင်ရင်သူနဲ့ခါကူယာတို့ရဲ့ကဘာဦးတိုက်ပွဲကိုအရင်ကြည့်ရပါမယ်ဒါမှလည်းသူ့ရဲ့ feat တွေ contest တွေပေါ်အခြေခံပြီးဘလောက်ထိစွမ်းလဲဆိုတာကိုသိနိုင်မှာပါတကယ်တော့ဟာဂရိုမိုဆိုတာသူ့ရဲ့မိခင်ခါကူယာကိုအလွန်ချစ်မြတ်နိုးခဲ့တဲ့တားတစ်ယောက်ပါဒါပေမဲ့သူ့ရဲ့မိခင်ဟာနဖျားဆိုတဲ့ဂုံပိုးရဲ့နောက်ွယ်မှာလူသားတွေကို Divine Tree စီရစ်ပူစော်ခဲ့ပြီးကဘာကြီးကိုဝါမျိုးဖျက်ဆီးနေတဲ့မကုန်းစွာမဲ့တိလိုက်ရတဲ့အခါသူ့ရဲ့ Justice Instinct နဲ့မိခင်ကိုပြန်လဲတော်လှန်ဖို့အတွက်တွန်းအားပေးခဲ့ပါ යි ဒါဟာတားတစ်ယောက်အတွက်ခက်ခဲလုံးတဲ့ဆုံးဖြတ်ချက်ဖြစ်ပေမဲ့လောကကြီးကိုကယ်တင်ဖို့အတွက်သူဟာသူ့ရဲ့မိခင်နဲ့ထိတဲ့တွေ့ခဲ့ရပါ යිအဲ့ဒီချိန်ခါကူယာကထန်းတေဆယ်မီကြီးအဖြစ်ပြောင်းလဲပြီးတော့တိုက်ခိုက်ခဲ့တာပါ By the way တခုသိထားရမှာကဖိုဝါမှာတော့ကကျွန်တော်တို့မြင်ခဲ့ရတဲ့ထန်းတေဆိုတာကတေပီးသားရုပ်ကျွင်းကြီးဂဲတိုမဲဆိုစတက်ဂျူးကိုချက်ကရာနဲ့ပြန်တိုးထားတာပဲရှိပါသေးတယ်ဒါတော့မှတကဘာလုံးကိုပျက်စီးမတက်ကြမ်းခဲ့တာပါထန်းတေရဲ့ဖူးပါဝါမဟုတ်ပေမဲ့ catalyst လို့တဘာဝမုန်တိုင်းကြီးတွေကိုဖန်တီးနိုင်တာ Divine Tree အဖြစ်ပြောင်းလဲပြီးတော့ planet တစ်ခုလုံးကိုဝါမြူနိုင်တာကဘာပေါ်ကတက်ရှိတွေအားလုံးကိုတတ်နိုင်တာမျိုးကိုထန်းတေရုပ်ကျွင်းလေးကလုံနိုင်ပါ යි ဒါအပြင် Infinite Tsukuyomi Effect ကိုလည်းအဲ့ဒီတပင်ကနေတဆင့်အသက်သွင်းရတာဆိုတော့ထန်းတေက planet တစ်ခုလုံးကိုဖြည့်ဆည်းပြနိုင်တာအပြင်အတူရောင်အိမ်မက်ထဲလေလူတွေကိုပိတ်လောင်နိုင်ပါသေးတယ်ဒါပေမဲ့ဟာဂရိုမိုနဲ့သူ့ရဲ့ညီဟာမူရာတို့ရှင်ချခဲ့ရတဲ့ထန်တီကတော့အကျဉ်းဆုံး prime ဖောင်ကြီးပါစွမ်းအားအပြည့်ရှိနေတဲ့အဲ့ဒီနေရဲကလာတဲ့ monster ကြီးကိုရှစ်ပေါင်းများစွာလာပေါင်းများစွာမနာတမ်းရှင်တိုက်ခဲ့ရတယ်နောက်ဆုံးမှာတော့လက်တစင်းလုံးကိုဖန်တီးပြီးတော့ချက်ပိတ်နိုင်ခဲ့တာပါဒီတပွဲပြီးရဲ့နောက်မှာဟာဂရိုမိုဟာကဘာပေါ်မှာပထမဦးဆုံးသောထန်တီဂျင်ဂျူရက်ကြီးဖြစ်လာတယ်လို့တဘာဝစွမ်းအင် nature energy တွေကို perfect ဖြစ်အောင်အသုံးချနိုင်တဲ့ six pack six mode ရဲ့အရှင်သခင်လည်းဖြစ်လာခဲ့ပါ යි ဒါဆိုသူဘလောက်စွမ်းလဲသိချင်သူ့ရဲ့ power အကြောင်းကိုစက်ကြည့်လိုက်ကြတာပေါ့ The Foundation of All Power ရှင်နိုဘီလောကကြီးရဲ့အစကနဦးကိုပြန်သွားကြည့်ရရင်အရာအားလုံးရဲ့အခြေခံဟာဟာဂရိုမိုစီမှာပဲရှိပါ යි သူဟာကဘာပေါ်မှာပထမဦးဆုံးသော Sharingan ကိုနိုးထနိုင်ခဲ့တဲ့သူဖြစ်တယ်လို့ Rinnegan ကိုလည်းပထမဦးဆုံးချိန်ရခဲ့တဲ့လူသားလည်းဖြစ်ပါ යිဖင်းရဲ့ six patch ability ဆိုတာဟာဂရိုမိုရဲ့အစွမ်းနဲ့ရှင်ပါမွားလေးတွေပါပဲ Okay Sharingan ဆိုလို့ပြောအောင်မယ်ဘယ်အိုဆူဆူကီမှာအခုချိန်ထိ Sharingan ကိုမသုံးပြသေးဘူးတော့ဒါဆိုရင် Sharingan က human DNA နဲ့မှ activate လုပ်နိုင်တဲ့ unit ဒူချစ်စုလို့တော့မှပြောအောင်မလားမသိပါဘူးအိုဆူဆူကီမလို့ဗျာကူကန်နဲ့မွေးလာတယ်လို့အရွယ်ရောက်တော့လေ human DNA ကြောင့် Sharingan ကိုရရီအဲ့ကနေ Rinnegan ကို awaken နဲ့ဟာဂရိုမိုကမျက်လုံးတစ်ဖက်တည်းရှိရင်တော့ဒူချစ်စုတွေအများကြီးကိုပါဆိုင်ထားပါ යි ခင်ဗျားတို့တည်ထားတဲ့ six pack of pain ဆိုတာဟာဂရိုမိုရဲ့ original Rinnegan ကနေခွဲထွက်လာတဲ့စွမ်းအားအပိုင်းစာလေးတွေသာဖြစ်တယ်ဒီစွမ်းအား6မျိုးလုံးဟာဟာဂရိုမိုစီမှာနဖျားတစ်ပါးရဲ့ standard နဲ့ရှိနေရပါဒါကြောင့်လည်း Rinnegan ကိုစတင်မိတ်ဆက်တော့ God Eye လို့ပြောနေကြတာပေါ့ but နာဂါတိုနဲ့မာဒရာတို့ရဲ့ Rinnegan ability ကဟာဂရိုမိုလုတ်ပြခဲ့ရတဲ့ရှင်လို့ကိုမရပါဘူးဟာဂရိုမိုတယောက်ဘဲချိန်မှာဘဲအစွမ်းတွေကိုထုတ်ပြသွားလဲဆိုတာကိုသိမှ power scale လို့ကောင်းတာပါနံပါတ်1 Devil Pet Tanto စွမ်းငင်အားနဲ့တွန်းငင်အားကိုထိချုပ်တာပါဖင်းရဲ့ချီပါကူထန်းဆဲကမြို့တမျိုးစာလောက်ပဲရှိပေမဲ့ဟာဂရိုမိုကတော့ဒီအစွမ်းနဲ့ပဲလက်တစင်းလုံးကိုဖန်ဆင်းခဲ့ပြီးထန်းတေးကိုချစ်ပေးခဲ့တာပါ so ဟာဂရိုမိုရဲ့ Devil Pet range က 37.9 to 38 million kilometer square လောက်ကျယ်ဝန်းပါ යි တနည်းအားဖြင့်ပြောရင်ဘန်ကောက်ရောက်နေတဲ့လူကိုရန်ကုန်ကနေ Rinnegan နဲ့လမ်းဆွဲရင်တော့မှချက်ချင်းပါလာမှာပါ Ashura Pet Shuradoဒါကတော့ခန္ဓာကိုယ်ကိုလက်နက်တိုက်တစ်ခုလိုပြောင်းလဲတာပါဟာဂရိုမိုစီမှာတော့ဒါဟာတာမန်လက်နက်တွေထက်ပိုပြီးမြင့်မားတဲ့အိုဆူဆူကီ DNA နဲ့ TS လက်နက်တွေဖြစ်ကောင်းဖြစ်နိုင်ပါ යි ဒါကိုတော့ထုတ်မတုံခဲ့တာမလို့ဘလောက်ကျန်လဲဆိုတာကိုတော့မသိရပါဘူးနံပါတ်3 Human Pet Nintendo ဝင်းကြီးတွေကိုဆွဲထုတ်ပြီးတော့မှတ်ဉာဏ်တွေကိုဖတ်တာပါဟာဂရိုမိုကတော့ဒီအစွမ်းကို soul manipulation အဆင့်ထိသုံးနိုင်ပြီးတော့ဝင်းကြီးတွေကိုပါထိချုပ်နိုင်ပါ යි နာဂါတိုကတော့ Rinnegan နဲ့ရန်သူတွေရဲ့ဝင်းကြီးကိုဆွဲထုတ်နိုင်ပြီးမြင်အီတိုတန်ဆန်းနဲ့အသက်သွင်းခံခဲ့ရတဲ့ခန္ဓာကိုယ်တွေကိုတော့ကျွတ်လွတ်အောင်မလုပ်နိုင်ပါဘူးဘာလို့ဆိုအီတိုတန်ဆဲကခန္ဓာကိုယ်တစ်ခုတည်းလူတည်ရဲ့ဝိညာဉ်ကိုချိတ်ပိတ်ထားလို့ပါနာဂါတိုကအဲ့ဒီစီးကိုမကြောနိုင်ပါဘူး but ဟာဂရိုမိုကတော့ဖိုဝါမှာဟိုဂါကက်၄ယောက်လုံးကို
အီတိုထန်ဆဲကနေပြင်ကျွတ်သွားအောင်လုပ်ပြီးခဲ့တယ်။ပုံမှန်ဆိုအီတိုကက်စတာကပဲလွတ်အောင်လုပ်နိုင်ပေမဲ့အိုရိုချီမာတို့ဆူကူယူမီထဲမှာပိတ်မိနေလို့အီတိုဟိုကာဂဲရီလည်းအပြင်မှာမကျွတ်ပဲနဲ့ကြံခဲ့တယ်။ဟာဂရိုမိုရဲ့ကျေးဇူးကြောင့်သာဒီ၄ယောက်လုံးရဲ့ဝိညာဉ်တွေစပိရစ်တွေနဲ့ကိုပြင်နိုင်တာပါ။ပြောချင်တာကဟာဂရိုမိုအဲ့လိုလုပ်ပြီးနိုင်တာကလည်း Rinnegan ကြောင့်ပါပဲ။ဆိုဟာဂရိုမိုရဲ့ Rinnegan ability တွေကကန့်သက်ချက်မျိုးမရှိပါဘူး။ဒါကတုံးမှသာ Otsutsuki DNA ရှိရင်အဲ့လိုလုပ်ကောင်းလုပ်နိုင်မှာပါ။နံပါတ်၄ Animal Pet ဘယ်လိုသက်သက်ဝါမျိုးမဆိုဆင့်ခွာနိုင်တာပါ။ဟာဂရိုမိုကတော့ထန်တေးကိုဘာကျူးကိုကောင်အဖြစ်ခွဲထုတ်ပြီးတော့ကိုကောင်လုံးကိုတော့မှသူ့ရဲ့အမိန့်အောက်မှာထားနိုင်ခဲ့တာပါ။ဒါအပြင်ဟာဂရိုမိုရဲ့ဘာကျူးကိုကောင်ကထန်တေးလိုတော့မဟုတ်ဘဲနဲ့ emotion တစ်ခုစီရှိကြပြီး IQ ကလည်းမြင့်ကြပါတယ်။ဂျပန်စကားတော်မှာပြောတတ်ကြတာပါ။ Predator Pet Gakido ဘယ်လို ninjutsu နဲ့ chakra ကိုမဆိုစုပ်ယူနိုင်ပါ रे ။ဒါကြောင့်ပဲဟာဂရိုမိုရှိမှာဘယ်လိုတိုက်ခတ်မှုမျိုးမှာအရာမွေးမအောင်ဒီအစွမ်းကြောင့်ပဲခါကူယာ Otsutsuki ကိုအချိန်ကြာကြီးတိုက်နိုင်ခဲ့တာပါ။နံပါတ်6 Naraka Pet Jikokudo ငရဲမင်း King of Hell ကိုဆင့်ခေါ်ပြီးအသက်သွင်းတာနဲ့စစ်စင်းမင်းမျက်နှာပါဟာဂရိုမိုကတော့ဒီတက်ပုံမြင့်နဲ့ Life and Death Cycle ကိုပါအုပ်စိုးထားတာဖြစ်ပါ रे ။သူက reincarnation လို့အရာမျိုးကိုပါချဲ့လည်နိုင်ပါသေးရဲ့ဒါတင်မကသေးပါဘူးအပေါ်က6ခုလုံးကိုကြော်လွန်တဲ့ Outer Pet Gedo အစွမ်းလည်းရှိပါသေးရဲ့မာသရာကြောင့်တေးလူဆဆဲဖြစ်နေတဲ့ Naoto နဲ့ Sasuke တို့ကိုအစွမ်းအသစ်တွေပေးပြီးအသက်ပြင်သွင်းပေးခဲ့ရကတခြား Rinnegan ability တွေနဲ့မတူဘဲနဲ့ကွဲထွက်နေပါ रे ။ဒါဟာ ninjutsu တော့မဟုတ်ပါဘူး Creation of all things ဆိုရဲ reality weapon စွမ်းအားနဲ့သူတို့ရဲ့ကံကြမ္မာကိုပါပြောင်းလဲပေးခဲ့တာပါ Yes creation of all things ဆိုတာ TSO နဲ့ Rinnegan ပေါင်းထားတဲ့ ability တစ်ခုပါပဲမာဒရာနဲ့ Obito တို့လည်း TSO နဲ့ Rinnegan ရှိပေမဲ့ creation of all things ကိုမရခဲ့ပါဘူးဘာလို့ဆိုသူတို့က ဟာဂရိုမိုမဟုတ်လို့ပါ Rinnegan ရဲ့ full potential full ability ကိုမထုတ်သုံးနိုင်ခဲ့ဘူးလေဒါက APDC တွေမဟုတ်ပါဘူးဟာဂရိုမိုရဲ့ has ပဲဒီ creation of all things နဲ့ပတ်သက်ပြီးတော့နောက်မှပဲဆက်ပြောပြပါမယ်အခုအခြား ability တွေကိုပြောကြရအောင်ဟာဂရိုမို Sharingan ရဲ့ ability ကိုမသိရပေမဲ့ကျန်းနာကသူ့ရဲ့ perfect Susanoo ပဲအခုခေတ် ninja တွေရဲ့ Susanoo ထက်အစာပေါင်းများစွာပိုကြီးမားပြီးတော့မတ်တက်ရက်နေရဲ့ထန်တီလောက်ကိုကြည့်ရပါဒါဘယ်သူမှလိုက်မမီနိုင်တဲ့သူ့ရဲ့ Otsutsuki DNA ကြောင့်ရတဲ့ gift power တစ်ခုပဲဖြစ်ပါ रे data book အရတော့ဟာဂရိုမိုကထန်တေးကိုလာပေါင်းများစွာမနာနဲ့တိုက်ခဲ့တာပါဆိုတော့ကထန်တေးကိုဗန်ဝန်းချဖို့ထုတ်တဲ့ perfect Susanoo ကိုလာပေါင်းများစွာခက်စားရလို့ပြောလို့ရတယ်။ Uchiha က Susanoo ကိုခဏလေးပဲသုံးနိုင်ပြီးမြဲ Hagoromo ကတော့လမ်းနဲ့ချီအောင်လို့သုံးနိုင်တာမလို့ Chakra ကမကုန်ခန်းနိုင်တလောက်ပါပဲ။ပူကျန်းတာကသူကပင်ပန်းမှုတွေကိုစာလောင်မှုတွေကိုလိလိရှိနိုင်ပြီးထန်တေးကိုမနာတန်တိုက်ခဲ့တာမလို့ durability နဲ့ endurance ကလည်းမတရားကျဉ်းလုံးပါရီ။ပုံမှန်ဆိုရင်လူတွေက durability endurance တွေကို power scaling လုပ်တဲ့နေရာမှာခောက်ထားတတ်ကြပေမဲ့ character တယောက်ရဲ့မာကုန်မပေါ်ပြရင်ကပြောတဲ့ကောင်နဲ့ဘာမှမကွာတော့ဘူးလို့ထင်နေလိမ့်မယ်။ Perfect Susanoo ဆိုတာ ultimate defense ဖြစ်ပြီး chakra များရင်များတယ်လို့ပုံမှာပါရီ။ Hagoromo ရဲ့ Perfect Susanoo က embodiment of chakra ဆိုရဲထန်တီးရဲ့ Bajutama damage တွေကိုချစ်ရတော့မထင်ဘဲနဲ့ easily တက်နိုင်ခဲ့ပါရီ။90ကတော့မှကဘာကြီးကိုပြန်ချနိုင်တဲ့လက်နက်တစ်ခုလို့ Kishimoto က data book မှာဖော်ပြထားတာပဲ။ Kurama ထက်10ဆလောက်ကျန်းတဲ့ Jubi ရဲ့ strength ကကဘာကြီးကိုလွယ်နဲ့ဖျက်ဆီးနိုင်တယ်ဆိုတာကတန်တရားဝစရာမရှိဘူး။အမှန်တိုင်းပြောမယ်ဆိုရင် Tanty ဆိုတာက world level threat ပဲ။ Full Ninja War က Tanty ကတေရွာပြန်ကြီးဖြစ်တယ်လို့ Obito နဲ့ Madara တို့လိုလူသားတွေက control ထားတာမလို့အခုပြောသလောက်လောက်ကိုမထွက်ခဲ့တာပါ။ Invest scaling နဲ့ပြန်ကြည့်ရရင်ကဘာကိုဖြစ်နိုင်တဲ့ Tanty အစ်စ်ကိုလာပေါင်းများစွာရင်ဆိုင်ခဲ့ပေမဲ့တိုက်ပွဲပြီးရဲ့အချိန်မှာ serious ဒဏ်ရာတစ်ခုမှမရခဲ့တဲ့ Hagoromo သူ့ရဲ့မာဂုံနဲ့တက်လုံးက planet level လောက်တွားကြမယ်ထင်ပါရီ။ဘာပဲဖြစ်ဖြစ်ပြောချင်တာက Hagoromo ကိုရင်ဆိုင်နေရတာဟာဂျိုးတလုံးကိုဖျက်ဆီးဖို့လုပ်နေရတယ်လို့ပါပဲ။ပိုဆိုးတာက Tanty ကိုစီးပြီးဆင်မီဂျင်ဂျူရက်ကြီးဖြစ်သွားတာမလို့ Hagoromo ရဲ့ prime time က durability နဲ့ endurance တွေမက Naoto လို instant regeneration လည်းရှိသွားပါရီ။ Otsutsuki တယောက်ကို Tanty နဲ့ပေါင်းလိုက်တဲ့အခါ Wolverine လို healing factor နဲ့ Superman လို durability ရှိသွားတာကတော့အမှန်တရားပါပဲ။ဆိုတော့ Prime Hagoromo က planet တစ်ခုမာတာထက်ပိုတာနိုင်ကြအောင်ရှိပါရီ။ဘာလို့ဆိုသူ့မှာ truth seeking orb တွေရှိသေးတယ်။အဲ့ဒါတွေကစိတ်ကူးရင်နဲ့လက်နက်တိုင်းကိုဖန်ဆင်းလို့ရနေတဲ့ Green Lantern လိုပါပဲ။ truth seeking orb နဲ့လောက်ထားတဲ့ရှီးကိုဖောက်နိုင်တာကရှားရီ။အဲ့ကိတ်ဂိုင်းအောင် Jupiter ရဲ့ truth seeking orb တွေကို Minato ကတလီပို့လိုက်တဲ့အချိန်မှပဲdamage အကိတ်ကြီးတွေပေးနိုင်တာပါ။အကယ်လို့ TSO 9လုံးနဲ့သာကာနေလိုက်ရင်ဂိုင်းရဲ့အိတ်ကိတ်လည်းအလုပ်ဖြစ်ချင်မှဖြစ်မှာပါ။ဆိုတော့ဒီနေရာမှာအထင်မြေကွဲလွဲတာလည်းဖြစ်နိုင်ပါရီ။ဒါကြောင့် logical ကြပြပါမယ်။မိုက်ဂိုင်းရဲ့တိုက်ခွဲကြောင့် space က ban ဖြစ်သွားတယ်၊ကွေးသွားတယ်ဆိုတာက canon fact ပါ။ Manga chapter 682မှာ Madara ကိုယ်တိုင် the space is distorting လို့အန်ဟောတောင်လို့ဆိုတာပြောခဲ့တာပါ။ဒီလိုပြောလို့မိုက်ဂိုင်းကို Juni level တင်တာမဟုတ်ဘူးနော်။ glitch တယ်ဖြစ်နေမှာဆိုလို့ဒါကသူပြောသွားတဲ့ဇာကားကိုကြည့်ပြီးတော့ဖြစ်နိုင်ကြီးကိုပြပြတာ space ကိုကွေးအောင်လုပ်နိုင်ဖို့ဆိုရင် planet တစ်ခုကိုဖျက်ဆီးနိုင်တဲ့အင်အားထက်ပိုများနေဖို့လိုတယ် space ကိုကွေးသွားအောင်လုပ်ဖို့ဆိုရင် massive gravity ဒါမှမဟုတ် massive energy လိုအပ်တယ် scaling ပညာရှင်တွေရဲ့တွက်ချက်ချက်အရကျွေးလုံးစာ energy ထက်အစာပေါင်းများစွာတာလွန်တဲ့ multi planet မှာ star level နီးပါး energy output ရှိမှသာ space ကိုမျက်မြင်ထင်ရှားကွေးသွားအောင်လုပ်နိုင်တာပါ physics ကြီးကတော့မလုပ်တော့ဘူးတွက်ပြက်ရတာပြင်းနေလို့ဘာပဲဖြစ်ဖြစ်ဒီလိုမိုက်ဂိုက်လိုလူကတော့အိတ်ကိတ်နဲ့မာဒရာအပြည့်ဝတီးနိုင်ဖို့ best defense ဆိုတဲ့ TSO တွေကိုဖိထုတ်ခဲ့ရည်ဘာလို့ဆို Hagoromo ရဲ့ TSO တွေက Madara, Obito, Toneri, Ashura အားလုံးထက်ပိုပြီးတော့ကောင်းတဲ့ quality ရှိရလို့ယုံကြည်လို့ပါပြောချင်တာကသူ့ရဲ့ durability, endurance, defense အကုန်လုံးက planet level ကိုကျော်ပြီး multi planet ထိရှိရလို့သတ်မှတ်ချင်တော့သတ်မှတ်လို့ရည်ဒါ
ဒါပေမဲ့အဲ့ဒါကလူအချို့အတွက် hater တွေအတွက်လက်မခံချင်စရာကောင်းတာမလို့ planet level 5B ထားရလောက်ပဲထားလိုက်မယ်ကဲအခု Hagromo ရဲ့ attack potency နဲ့ destructive capacity ကိုတကယ် scale ကြည့်အောင်သူ့ရဲ့အစွမ်းကဘာလို့ planet တို့ multi planet level ဖြစ်နေရတာလဲဒီတစ်ခါလဲ invest scale လိမ့်မယ်အရင်ဆုံး Toneri ရဲ့ feat ကိုယဉ်ကြည့်လိုက်ပါ10 second အစွမ်းရှိရဲ့ Toneri ဟာလကိုလက်နက်တစ်ခုလိုသုံးပြီးတော့ကဘာမြေကိုဖျက်ဆီးဖို့စူးစမ်းခဲ့တယ်လို့လကိုလည်း blast တစ်ချက်တည်းနဲ့နှစ်ပိုင်းပိုင်းအောင် split နိုင်ခဲ့တယ်အဲ့လောက်ထိစွမ်းတဲ့လကိုကိုရင်ဖန်တီးခဲ့တဲ့သူက Hagromo ပါဖျက်ဆီးရတဲ့ဖန်တီးရက energy ပိုလိုတာကြောင့် Hagromo ရဲ့ AP ဟာ Toneri ထက်အများကြီးပိုသားရီနောက်တစ်ခုက Toneri ဆိုတာ Hamura ရဲ့ cheap copy ပါပဲ Toneri လုပ်နိုင်တာကို Hamura ကပိုကျအောင်လုပ်နိုင်တယ် Toneri က Hamura ရဲ့စွမ်းအားကိုငှားသုံးတာပါ TSO ဆိုတာက Toneri ပိုင်မဟုတ်တလို့လကိုနှစ်ချမ်းခွဲခဲ့တဲ့ကျစ်စုကလည်း Shoseki Up ကိုပဲသုံးပြီး blast ပစ်တာပါပြောချင်တာက TSO အနေနဲ့လက်နဲ့အကာအကွယ်ပဲလုပ်နိုင်တာမဟုတ်ပါဘူး energy blast တွေကလည်းလလို့အရွယ်စားတိကြီးအောင်ပြစ်နိုင်ပါ အားလုံးသိကြတဲ့အတိုင်း Hagromo က Hamura ထက်ပိုသားပါအဲ့တော့ဒီ scaling နဲ့အပြင် Hagromo က multi planet level ပါပဲကျွန်တော် planet level ဒါမှမဟုတ်အများဆုံး multi planet level လောက်ပဲထားတာကိုစိတ်မဆိုးကြပါနဲ့ဘာလို့ဆို Hagromo က feel လုံးမရှိရရဲ့ statement တွေ scan တွေကအရင်ကြီးမပြည့်စုံတာရဲ့ကြောင့်ဒီထက်မြင့်တဲ့ level ကိုတင်လို့မရတာပါနောက်တစ်ခုကတော့ Prime Tanty နဲ့ Susanoo ပါ Hagromo ရဲ့ perfect Susanoo ဟာမတ်တက်ရက်နေတဲ့ Tanty လောက်ကိုကြီးမားပြီးတော့အဲ့ဒီကောင်ကြီးနဲ့ထိုးတူထိုးရှင်းချနိုင်ခဲ့တယ်။ဂျူတလုံးစာ energy ရှိရဲ့ Tanty ကိုနိုင်အောင်ချဖို့ဆိုရင် Hagromo ရဲ့ AP ဟာ planet level ဒီမှာကပဲ multi planet level အဆင့်ထိရှိရပါမယ်။ Eli Junin တရားက chakra နဲ့တင်လကိုဖျက်ဆီးနိုင်တယ်လို့ပြောရဆိုရင် perfect Susanoo ကိုလာပေါင်းများစွာထုတ်သုံးနိုင်တဲ့ Hagromo သားဆို chakra နဲ့တင် planet အများကြီးကိုဖျက်ဆီးနိုင်တဲ့ destructive capacity quality ရှိရပါမယ်။ 4-1 မှာတော့က Jupiter ကိုကြည့်ပါ။သူကအရန်ကျန်းလွန်းလို့ Naoto နဲ့ Sasuke တို့ရုန်းကန်ပြီးတော့ချခဲ့ရတာအားလုံးပဲအသိပဲ။ဒါတော့မှ Hagromo ဘာပြောခဲ့လဲ။အခု Madara ရဲ့အစွမ်းအားကငါရဲ့ level နီးပါးကိုကတ်လာပြီလို့ပြောခဲ့တာ။ဆိုလိုတာက Tanty Jinchuriki Madara တောင် Old Hagromo အဆင့်ကိုမကျော်နိုင်သေးပါဘူး။ဟုတ်ပါတယ်။ 4-1 မှာတွေ့ခဲ့ရတဲ့ Hagromo က Prime Hagromo မဟုတ်ပါဘူး။သူကအသက်ကြီးနေပြီ။တက်ရည်ခတ်ရည်လက်ယုံရည်ဘာတစ်ခုမှမကောင်းတော့။ဥပမာဗျာ။ Mike Tyson ကသူ့ကိုယ်သူလက်ဝစ်သမားလို့ပြောနိုင်သေးပေမဲ့အခုချိန်သူကအားနေနေပြီကွာ။အဲ့ဒီချိန်မှာ Jake Paul ကိုသူ့လောက်နီးနီးကျန်းတယ်လို့ပြောရင်အဲ့ဒါကသူ့အသက်အရွယ်နဲ့ရှင်ပြီးပြောတဲ့စကားမလို့ချီကျူးတာမဟုတ်ဘဲနဲ့မင်းငယ်ပါသေးရဲ့ငါသားရလို့ပြောနေတယ်လို့ပဲတတိထားရမှာက Kaguya ကိုတိုက်ခဲ့တဲ့ Hagromo ဆိုတာ Tanty Jinchuriki မဖြစ်သေးခင်အခြေအနေပါအဲ့ဒီအချိန်မှာတင်သူက Divine Fruit ကိုစားထားတဲ့ Kaguya ကိုရင်ဆိုင်ခဲ့တာပါအဲ့ဒီတိုက်ပွဲပြီး Tanty ကိုသူ့ကိုယ်ထဲမှာချိတ်ပိတ်ပြီး Tanty Jinchuriki ဖြစ်သွားတဲ့ Prime Hagromo ရဲ့အခြေအနေကိုစဉ်းစားတာကြည့်ပါ series ထဲမှာမမြင်ခဲ့ရပေမဲ့ Tanty Jinchuriki ဖြစ်ပြီးမှသာ Prime level ကိုရောက်ခဲ့တာပါကျန်သေးတာကသူ့မှာ creation of all things ရှိတယ် true seeking out တွေရှိတယ် six pack senjutsu လည်းရှိတယ်ဒီစွမ်းအားတွေအကုန်လုံးကိုပေါင်းစပ်လိုက်ရင်သူ့ရဲ့ attack potency ဟာဂျူတလုံးကိုဖျက်ဆီးဖို့ပိုလွယ်ကူသွားပါပြီ Hagromo ကိုရင်ဆိုင်တာဟာဂျူတလုံးစီကိုလိုက်လံဖျက်ဆီးနေရတယ်လို့ခက်ခဲလွန်းတဲ့ကိစ္စဖြစ်တယ်သူ့ရဲ့ prime level ကတော့ကျွန်တော်တို့မျက်မြင်ကိုယ်တွေ့ခဲ့ရတဲ့ Jupiter တို့ Urashiki Kinshiki တို့တက်တောင်မှပိုပြီး gaudy ဖြစ်နေမှာကတော့အမှန်ပဲ Kaguya ကသူ့တက်ပိုပြီးအများကြီးကျန်းပါသေးတယ်ဒါကိုသူကိုယ်တိုင်ပြောထားတာပါ AP နဲ့ durability အပြင်နောက်ထပ် scale လောက်ရမယ့်အချက်ကတော့ speed ပါပဲ Hagromo ရဲ့ speed ကဘယ်လောက်မြင်လဲဒီနေရာမှာ rain သတ်မှတ်ထားတဲ့ speed scale ကိုကျွန်တော်လက်မခံချင်တာတခုရှိတယ်။သူဘာကြောင့်ဒီလို speed scale မျိုးသတ်မှတ်ရလဲဆိုတာကိုအရင်ကြည့်ပြီးမှကျွန်တော်ဘာကြောင့်လက်မခံရသလဲဆိုတာကိုပြောပြပါမယ်။အားလုံးသိကြတဲ့အတိုင်း Naruto Verse မှာ speed ဆိုတာကအလင်းရဲ့အလင်းနဲ့အစောကြီးတဲ့ကဖြတ်ကျော်နေတာပါ။စဉ်းစားကြည့်ပါ။အစောပိုင်း part 1မှာတင် Haku ရဲ့ Crystal Ice Mirror ကအလင်းရဲ့အလင်း land speed နဲ့တွားနေရလို့ data box မှာဖော်ပြထားပါတယ်။ Red Lee ကလည်းအဲ့ဒီ speed ကိုလိုက်မီတဲ့ feat တွေပြခဲ့တယ်လို့ Shizui လို Shinobi မျိုးဆိုရင်လေသူ့ရဲ့ body flicker technique ကြောင့် Shizui of the teleportation လို့အမည်တွင်ခဲ့တာပါ။ Naruto Sasuke နဲ့ Minato တို့ဆိုရင်လည်းပြောစရာတော့မလိုတော့ဘူးသူတို့ဟာ faster than light FTL အဆင့်မှာအသာလေးရှိနေကြတာပါ။ Maika ရဲ့ Nike တက်ွက်ကိုပြန်ကြည့်လိုက်ပါသူက space ကိုကွေးသွားစေခဲ့တာ physics ရဲ့နိယာမအရာ space ကိုဘန်းဖြစ်စေတဲ့အထိဉာဏ်နဲ့အဟုန်ဟာ set relativistic ကနေ relativistic အဆင့်ထိရှိပါတယ်ဒါကို Jupiter က real လုပ်နိုင်ခဲ့တယ်လို့ Naruto ကလည်း FTL ရှိရဲ့ Madara ရဲ့ light fan ကိုအနီးကပ်ရှောင်ပြခဲ့ပါတယ်အခုပြန်ပြီးစဉ်းစားကြည့်အောင်တာမန် Shinobi တွေနဲ့သူ့ရဲ့အစွမ်းအစအနလေးတွေကိုသုံးထားတဲ့သူတွေကတော့အလင်းနှုံးထက်မြန်နေရင်အဲ့ဒီစွမ်းအားတွေရဲ့မူလပိုင်ရှင် Prime Hagromo ရဲ့ speed ကဘယ်လောက်တောင်ရှိနေနိုင်မလဲ Rain သတ်မှတ်ထားတာကသူ့ရဲ့ speed က MLTL massively faster than light အဆင့်မှာရှိနေတာလို့ပြောထားတယ်ကျွန်တော်ကသူသတ်မှတ်ထားတဲ့ဒီ speed scale ကိုလက်မခံချင်တာဘာကြောင့်လက်မခံချင်လဲဆိုတာကိုပြီးမှပြောပြမယ်သူရေးထားတာလည်းရှိသေးလို့အဲ့ဒါတွေကိုဆက်ပြောပြပါမယ်သူကအလင်းနှုံးထက်အစာပေါင်းများစွာမြန်တဲ့ reaction speed ရှိတယ်လို့ space time ကိုပါ mastery လုပ်ထားတာကြောင့်ဂျိုချင်းကြားမှာတခဏလေးအတွင်းကူးတန်းသွားလာနေတဲ့အထိမျက်စံလုံးပါတယ်Otsutsuki မလို့ space time ninjutsu ကတော့သုံးနိုင်တယ်ဘာလို့ဆို Rinnegan က space time ninjutsu ကိုရစီရမလို့အများကြီးမပြောတော့ဘူး Sasuke ကိုပဲကြည့်
ဒါကြောင့်မလို့ဟာဂရိုမိုကိုတိုက်ခတ်ဖို့ကြိုးစားရဟာကိုယ့်ရဲ့တိုက်ကွက်ကသူ့စီမရောက်ခင်မှာတင်သူကအချိန်ပေါင်းများစွာတုတ်ပြင်ပြီးသားဖြစ်နေမဲ့အခြေအနေမျိုးပါအကယ်လို့သာကိုရိုင်က MFTL ရှိနေရင်တော့တမျိုးပေါ့ဒီ MFTL ရဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်နည်းနည်းလေးပြောချင်တယ်။ဘာယာအနေနဲ့ပြောမှာပါအပေါ်ဘက်မှာဟာဂရိုမိုကိုတောက်လျှောက်ကြီး investigation ခဲ့ရတယ်မလား။ဒါကြောင့်မလို့ तू ကဘလောက်ပဲ Gordy ဖြစ်နေပါစေအောင်သူ့ level တစ်ခုတည်းတင်ထားလို့မရတာကအတိတာကြီးအရှိရ Harry ကိုလည်း Rain က overglaze ပြီးရေးထားတာမရှိသလိုအမြင်ကိုအမြင်တိုင်းအရှိကိုအရှိတိုင်းပဲတွက်ချက်ခဲ့တာသို့တော့အောက်ဖက်က MFTL ဆိုရဲ massively faster than light ဆိုတာကကျွန်တော်လက်မခံချင်ဘူး massively faster than light ဆိုတာက faster than light ကိုမှ multiplier တွေအများကြီးပေါင်းရတာ10ဆလားအစ100လားအစ1000လားရှင်းပြောရရင်ဟာဂရိုမိုဇလန်ထဲမှာပြေးတာကိုတော့မှအများကြီးမမြင်ခဲ့ရအောင် travel speed reaction speed တတိချာချာရေးရရှိခဲ့လို့လား statement တွေ scan တွေ data book တွေကိုတွားကြည့်ရောလေဟာဂရိုမိုကိုဓာတ်ရိုက်ကြီးဖော်ပြထားတဲ့ speed describe ကိုလည်းမမြင်ခဲ့ရသေးဘူးဒါကြောင့်မလို့ဟာဂရိုမိုရဲ့ speed ကိုဒီနေရာမှာဒီလောက်ပဲရှိပါတယ်လို့ဓာတ်ရိုက်အတိအကျကြီးမပြောနိုင်ဘူးအရှိမဟာကုခီစာတို့ရှိပိုင်းကျန်တဲ့ character တွေတော်တော်များများကိုသူတို့ကို direct ဖော်ပြထားတဲ့ scan တွေ feed တွေ data book တွေ context တွေအများကြီးရှိနေရမလို့ကျွန်တော်တို့ကပြောလို့ကောင်းတာဒါပေမဲ့ဟာဂရိုမိုမာကဘာမှမရှိတဲ့အပြင်သူ့ကို invest ခဲ့ပြီးတော့လုပ်နေရတာမလို့ဒီ speed scale ကိုအတီးကြီးယူချလိုက်လို့မရဘူးဒါကြောင့်မလို့ကျွန်တော်ကတော့လက်မခံချင်တာပြီးတော့ကျွန်တော်တို့ကဟာဂရိုမိုကို planet level 5ပြီးထားရလောက်ပဲထားတာဒါပေမဲ့ inter အကောင်တွေကပိုဆိုးတယ်ထားရ4လောက်ကိုထားပြီးတော့ star level multi solar system level solar system level အဲ့လောက်ထိကိုတင်ထားကြတာကျွန်တော်တို့ကတော့ဟာဂရိုမိုကို5ပြီးထားရ planet level ဒီထက်နည်းနည်းတင်ချင်တယ်ဆိုရင် multi planet level အဲ့လောက်လေးပဲထားတာဖြစ်ပါရီဒါပေမဲ့ overall scheme မှာဆိုရင်ဟာဂရိုမိုရဲ့ Nirvana stage ကိုလည်းမေးလို့ကမရပြန်ဘူး Nirvana ဆိုတာကဗုဒ္ဓဘာသာမှာနိဗ္ဗာန်ဆိုတဲ့ concept နဲ့တွဲတူတယ်Nirvana stage ကိုရောက်ပြီဆိုရင်အဲ့ဒါက exceptional case ဖြစ်သွားတယ်လို့ပြောရမယ်။ဘာလို့ဆိုအဲ့ဒီအဆင့်မှာ boundary ဆိုတာကလည်းမရှိသလိုတေချင်းရှင်ချင်းနဲ့ reincarnation ဆိုတဲ့ grace ကပါကျွတ်လွတ်သွားတာမလို့ပါ။ Hagromo ဟာတေဆုံးခြင်းကိုကျော်လွန်ပြီးတော့ Nirvana stage ကိုရောက်သွားတာကြောင့်အချိန်နဲ့နေရာလက်ကိုပါကျော်လွန်ပြီးဝိညာဉ်ဘဝနဲ့ကဘာကြီးကိုရာစုနှစ်ပေါင်းများစွာစောင့်ကြည့်နိုင်ခဲ့တာပါ။ဒါကြောင့်လည်း Inter မှာသူ့ universal အထီအောင်မှာ glaze ပြီးတော့ scale နေကြသေးရဲ့။လူကယ်မှာလည်းတွေ့လိုက်ပါသေးရဲ့။ဆုံးကိုခုံ scale ရလား။အဲ့မှာတယောက်ပြောထားတာက Nirvana stage ဆိုရင် H1 ရဲ့အဆင့်ကိုရောက်ပြီးပါညာတရကပေါ့။အဲ့လောက်ထိကို scale ကြတာ။ထားပါတော့ဒါတွေကကျွန်တော်ဟာဂရိုမိုအဲ့လောက်ထိမတတ်မှတ်ထားဘူးဟာဂရိုမိုကိုပို့ပြီးတော့ထူးခြားစေရာ special ဖြစ်စေရာကသူ့ရဲ့အစွမ်းထက်မှုထက် Jesus လိုမုံမြင့်တဲ့စိတ်ထားကြောင့်ပါထန်းထင်းနဲ့တိုက်ပွဲပြီးမှပျက်စီးနေတဲ့ကဘာကြီးကိုပြန်လည်ကုစားဖို့အတွက်သူဟာကဘာကြီးကိုပတ်ပြီးခီးနေခဲ့ပါ යි တရားတွေအတူစောက်ပြီးအခက်ခဲတွေအတူဖြည့်ရှင်းပြီးလူသားတွေကိုဖေးမပြီးအချင်းချင်းလှုံ့ဆော်ပြီးနေရှိတွေကိုလက်နက်အဖြစ်မဟုတ်ဘဲနဲ့မေတ္တာတရားတွေမျှဝေဖို့အတွက်ပညာရက်တစ်ခုအနေနဲ့သင်ကြားပေးခဲ့တယ်ကျွန်တော်မြင်ခဲ့ရတဲ့ရှီနိုဘီကလန်တွေခေခီးကန်းခိုင်တွေနဲ့နင်ကျစုတွေအားလုံးကသူ့စီကနေပဲအစပြုခဲ့တာသူကသာမူလစမှတ် The Genesis မဟုတ်ရင်အခုလူသားတွေအနေနဲ့အိုဆူဆူကီတွေနဲ့ရင်ဆိုင်နိုင်တဲ့အစွမ်းမျိုးကိုရှိလာမှာမဟုတ်ဘူးသူ့ရဲ့မေတ္တာတရားကဘလောက်ကြီးမားလဲဆိုရင်မိဘတွေဟာအုံမင်းလာတာတောင်သူတို့ရဲ့သားသမီးတွေကိုကလေးလေးတွေလိုစိတ်ပူနေတယ်လို့မျိုးပဲဟာဂရိုမိုဟာ Nirvana stage ကိုရောက်နေတာတောင်လောကကြီးကိုစိတ်မချနိုင်ခဲ့ဘူးဖုန်နေကြဝါမှာကဘာကြီးပျက်စီးရောမဲ့အချိန်မှာသူဟာဓာတ်ရက်ဝင်ဆွတ်မဖက်ပဲနဲ့နာအိုတိုနဲ့ဆတ်စကဲတို့ကိုသူ့ရဲ့စွမ်းအားတွေကိုငှားပေးခဲ့ပြီးတော့ကယ်တီရှင်အစ်စ်တွေဖြစ်လာအောင်လို့လမ်းပြပေးခဲ့တယ်သူ့ရဲ့ဂျေဇုကြောင့်သာကျွန်တော်ရဲ့အချစ်ရဆုံးရှိနိုဘီလောကကြီးဆက်လက်တည်မြဲနေရဖြစ်ပြီးဘိုးတိုနာအိုတို next generation အထိပါဆက်ကြည့်ခွင့်ရနေရပါဒီလူမျိုးကိုသာ greatest of all time goal လို့မခေါ်ရင်ဘယ်သူ့ကိုခေါ်မှာတော့တကယ်လို့သာနောက်ပိုင်းမှာသူဟာရှီပါရဲ့ avatar ပါလို့ reveal လာခဲ့ရင်တော့မှကျွန်တော်မအံ့ဩဘူးဘာလို့လဲဆိုတော့သူလုပ်ခဲ့တဲ့အပြောင်းလဲတွေကသူပေးခဲ့တဲ့မြစ်တာတွေက universe တစ်ခုလုံးတက်ရောက်မှုရှိနေလို့ပဲဆိုတော့ပြောရရည်လည်းများနေပြီဒီနေ့ကတော့ဒီလောက်ပါပဲ brother တို့ကဘယ်လိုမြင်ကြလဲကျွန်တော်ရဲ့ scaling ကိုသဘောကျကြရဲ့လား comment မှာ respectful ဖြစ်တဲ့ comment လေးမြင်ချင်တယ် debating လေးမြင်ချင်တယ် discussion လေးမြင်ချင်တယ်ဒါကြောင့်မလို့ဝင်ရောက်ပြီးဆွေးနွေးပေးခဲ့ကြပါဦးဟိုဘက်မှာ One Piece breakdown နဲ့တူပြန်တွေ့ပါမယ် bye guys see you in next video